ချမ်းသာတဲ့ကောင်လေးတယောက်ဟာမိန်းကလေးတွေနဲ့လက်မတည့်သူတယောက်ကမိန်းကလေးတယောက်ကိုထိမိတိုင်းသူ့အရေးပြားမှာအပူအပိန်တွေချက်ချင်းပေါက်လာတတ်တဲ့သူဟာကိုရန်တော်တွေကိုမိန်းကလေးတွေအားလုံးကိုအဆောက်အုံထဲကနေမောင်းထုတ်ဖို့အမိန့်ပေးထားတဲ့တနေ့မှာတော့မိန်းကလေးတယောက်ဟာတိတ်တိတ်လေးခိုးဝင်လာတယ်သူမဟာကုမ္ပဏီမှာဒီဇိုင်နာအဖြစ်အလုပ်လုပ်ချင်လို့အလွန်စိတ်အားထက်သန်နေသူပါမိန်းကလေးကအမျိုးသားတန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးဝင်လာခဲ့တဲ့နောက်ပိုင်းမှာမိန်းကလေးဟာဟန်ဆောင်မှုကိုချွတ်လိုက်ပြီးကိုရေးရာဇဝင်အချင်းကိုကမ်းပေးလိုက်တယ်ချမ်းသာတဲ့ကောင်လေးကသူမကိုမြင်တော့အံ့အားသင့်သွားပြီးချက်ချင်းထွက်သွားဖို့ပြောလိုက်တယ်သူမကဒီအလုပ်ကိုအရန်လိုအပ်နေကြောင်းတောင်းပန်ခဲ့တဲ့ယောက်ျားကကြောက်လန့်တကြားနောက်ဆုတ်လိုက်ရာချော်လဲသွားပြီးအမျိုးသမီးကမတော်တဆနှစ်ယောက်နမ်းမိသွားတဲ့ကောင်လေးဟာအရန်အံ့ဩသွားတဲ့မိန်းကလေးကသူ့ကိုထိမိပေမဲ့သူ့ခန္ဓာကိုယ်မှာဓာတ်မတည့်တဲ့လက္ခဏာတစ်စုံတစ်ရာမှမပေါ်လာဘူးတေချာအောင်သူဟာတမင်တကာပြီးနမ်းလိုက်တဲ့မိန်းကလေးကမသိလျော်ဘူးလို့ထင်ပြီးသူ့ကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်တယ်အဲ့ဒီအချိန်မှာတော့သူ့မှာဓာတ်မတည့်တဲ့တုံ့ပြန်မှုမရှိတာကိုသူသဘောပေါက်လိုက်တဲ့သူမကိုအလုတ်ခတ်မယ်လို့ပြောလိုက်တဲ့မိန်းကလေးကဒေါသထွက်သွားပြီးဒီလိုပေါ့ပေါ့တန်တန်သဘောထားတဲ့တတိစီမှာအလုံးမလုံးချင်ဘူးလို့ညှင်းဆိုပြီးထွက်သွားခဲ့တဲ့ကောင်လေးကမြေပြင်ပေါ်ကျနေတဲ့သူမရဲ့ကိုရေးရာဇဝင်ကိုကောက်ယူလိုက်တယ်အဲ့ဒီအချိန်မှာသူမရဲ့နာမည်ကရင်းနှီးနေတယ်လို့ခံစားရပြီးသူ့လက်ထက်စာချုပ်ထဲမှာပါတဲ့နေ့ရဲ့နာမည်နဲ့တူညီနေတယ်ဆိုတာကိုသဘောပေါက်လိုက်တဲ့၃နှစ်ခန့်ကြာကအမျိုးသမီးတယောက်ဟာသူမရဲ့ရီးစားကဘာတစ်ခုမှသူမကိုဖောက်ပြန်နေတဲ့အခြေအနေကိုတွေးလိုက်ရတယ်သူမဟာလူသိရှင်ကြားသူ့ကိုရင်ဆိုင်ပြီးချက်ချင်းလမ်းခွဲလိုက်တဲ့အဲ့ဒီအချိန်မှာအပေါ်ထပ်မှာရှိနေတဲ့ချမ်းသာတဲ့ကောင်လေးကအရာအလုံးကိုမြင်တွေ့နေခဲ့တယ်သူမရဲ့စိတ်သက်ကိုစိတ်ဝင်စားလာပြီးလူတွေကိုစမ်းသပ်ခြင်းလို့ငွေဆက်ကူတွေကိုအောက်ကိုပြစ်ချလိုက်တဲ့လူများစုကပတ်စံတွေကိုကောက်ဖို့အပြေးလွှားသွားကြပေမဲ့အဲ့ဒီအမျိုးသမီးတယောက်မှုရှက်ထိုင်နေခဲ့တဲ့ကောင်လေးကသူမကိုစိုက်ကြည့်ပြီးငါနဲ့လက်ထက်ချင်လားလို့မေးလိုက်တဲ့တကယ်တော့သူမဟာမူးနေပြီးအနှောမဲ့အနေထားမှာရှိတာကြောင့်လက်မြောက်လိုက်တာပါပဲကောင်လေးကအဲ့ဒါကိုအမှန်လို့ယူဆပြီးသူမကိုပွေးချီကဘားထဲကနေခေါ်သွားခဲ့တယ်နောက်တနေ့မနက်မင်းကလေးကနိုးလာပြီးမင်းညကမူးနေတော့လုပ်ခဲ့တာတွေကိုတတိယသွားတဲ့သူမဟာမသိတဲ့လူတယောက်နဲ့လက်ထပ်ခဲ့ပြီးသားဖြစ်နေတဲ့တစ်ဖက်မှာလဲကောင်လေးကသူ့အမေရဲ့ပျော်ရွှင်စွာအော်ဟစ်တန်ကြောင့်နိုးလာတယ်သူ့အမေကသူလက်ထပ်ပြီးပြီလို့လိုက်တဲ့အဲ့ဒီအချိန်မှာသူလဲမင်းညကမူးနေတော့လက်ထပ်ခဲ့တာကိုတတိယသွားတဲ့သူမဘလို့ပုံစံလဲဆိုတာကိုတော့မမှတ်မိတော့ဘူးသူသိတာတခုလဲကအဲ့ဒီမင်းကလေးနဲ့သူတမ်းမတည့်ဘူးဆိုတာပဲနောက်ပိုင်းမှာသူဟာ၃နှစ်ကြာနိုင်ငံခြားကိုသွားပြီးအလုပ်လုပ်ခဲ့တယ်ပြန်လာတဲ့အခါမှာတော့မမျှော်လင့်ပဲသူ့ဇနီးနဲ့ပြန်တွေ့မယ်လို့မထင်ခဲ့ဘူးမကြခင်မှာပဲသူ့အမေကလာပြီးမင်းရဲ့ဇနီးရဲ့လိပ်စာကိုရှာတွေ့ပြီးသားလို့ပြောလိုက်တယ်